တွေးတွေကိုထမ်းမထားပါနဲ့ပစ္စည်းဝတ္ထုကိုထမ်းထားရင်ရုပ်လေးတလူပဲအတွေးကိုထမ်းထားရင်လည်းစိတ်လေးတတ်ပါလေဦးဇင်းတို့လူတော်များများခံစားစရာအတွေးနာကျင်စရာအတွေးနာကြည့်စရာအတွေးတွေကိုထပ်ခါတွေးနေတတ်ကြပါလေငါကြမှာဖြစ်ရလေခြင်းငါကိုလုံးရက်လေခြင်းဆိုတဲ့နာကြည့်စရာအတွေးမျိုးတွေကိုထပ်ခါတွေးပြီးမိမိကိုယ်ကိုထပ်ခါနာကျင်မိစေတတ်ပါတယ်မကောင်းတဲ့အတွေးနာကျင်စေတဲ့အတွေးမျိုးတွေဆိုတာကထပ်ခါတွေးရမယ့်အရာတွေမဟုတ်ဘူးလွတ်ချထားရမယ့်အရာတွေသာဖြစ်တယ်လက်ထက်မှာကင်ထားတဲ့တပည့်ကြံခွက်တစ်ခွက်တောင်မှကြာကင်ထားရင်လေးတတ်တာတဘာဝပါဒါနဲ့ပတ်သက်ပြီးတော့ပုံမြင်လေးတစ်ပုဒ်ကိုညဝေပေးပါဦးမယ်တခါတော့ပေါ့ကိုရီးယားနိုင်ငံတောင်တန်းဒေသတစ်ခုမှာသာသနာပြုကြွကြတဲ့မဟာယာနဘုန်းတော်ကြီးနှစ်ပါးရှိတဲ့ဘုန်းတော်ကြီးနှစ်ပါးတော်ဝန်တော်ထွက်တထောင်တက်တထောင်ဆင်းခရီးဆက်ကြရင်လည်းစံကြောင်းတစ်ခုအရောက်မှာအဝတ်စားသက်သက်ရဝတ်ဆင်ထားတဲ့မျိုးသမီးငယ်လေးတူရှင်မကူနိုင်ပဲရှိနေတာကိုသတိပြုမိကြတယ်ဘုန်းတော်ကြီးနှစ်ပါးလည်းတယောက်မျက်နှာတယောက်ကြည့်ရင်ငါတို့ဝနီးလို့အောင်ဒီတကမာလေးကိုဘယ်လိုကူညီကြမလဲဆိုတဲ့အချိန်မျိုးနဲ့ပေါ့အဲ့ဒီအချိန်မှာဘုန်းတော်ကြီးတစ်ပါးကတကမာလေးကိုကြောပူပြီးချောင်းကိုကူးပြီးခဲ့တယ်တစ်ဖက်ကန်းတို့ရောက်လျင်ရောက်ချင်းမှလည်းဘာမှမပြောပဲတန်းဆက်မှာပဲခြာထားပြီးခီးဆက်ကြတယ်ပေါ့အဲ့ဒါလိုနှစ်ပါးခီးဆက်ကြရင်ကျန်တဲ့တစ်ပါးကကူညီပေးခဲ့တဲ့ကိုတော်ကိုတလန်းလုံးပြစ်တင်ဝေဖန်ပြီးတော့လိုက်လာခဲ့တယ်ကိုတော်ဘာတုကာမတယောက်ကိုအခုလိုကြောကုန်းမောပိုးပြီးကူညီတာအပြစ်ဖြစ်တယ်အဲ့ဒါလိုမကူညီသင့်ပါဘူးကိုတော်အဲ့ဒါလိုပြောပြီးတလန်းလုံးပြစ်တင်ဝေဖန်ပြီးလိုက်လာခဲ့တယ်သူတို့နှစ်ပါးလဲသာသနာပြုခီးကပြန်လာပြီးကျောင်းကိုရောက်တဲ့အခါမှာလည်းပဲအဲ့ဒီကိုတော်ကဒီကိစ္စကိုမပြီးသေးဘူးပေါ့မကျေနပ်မချမ်းနိုင်ဘူးအဲ့ဒီကိုတော်ကိုတွေ့တိုင်းပြစ်တွင်ဝေဖန်တဲ့ကိုတော်ဒကာမတယောက်ကိုအခုမော်ထမ်းပြီးမကူညီခဲ့တဲ့ဘူးအဲ့ဒါလိုကူညီခဲ့တဲ့အတွက်ကြောင့်ကိုတော်အပြစ်ဖြစ်တယ်အာမတင်တယ်ထက်ကပြစ်တင်ဝေဖန်တယ်ကြာလာတော့ကိုတော်လေးလည်းမနေနိုင်တဲ့အခါပြန်ပြောတဲ့ကိုတော်တပည့်တော်ကအဲ့ဒီတက္ကမကိုထမ်းခဲ့တာမှန်ပါတယ်တပည့်တော်သားရမယ်ဆိုရင်လည်းပဲအပြစ်တင်တာမှန်ပါတယ်တပည့်တော်သိပါတယ်တပည့်တော်ဝန်ခံပါတယ်ဒါပေမဲ့တပည့်တော်ကအဲ့ဒီတက္ကမကိုကန်းဆက်မှာပဲခြာထားခဲ့ပြီဗျာရှင်ဘုရားကဘာလို့ခုချိန်ထိထမ်းထားနေသေးတာလဲဗျာပြောလိုက်တဲ့ဟုတ်ပါတယ်ပစ္စည်းဝတ္ထုကိုထမ်းထားရင်ရုပ်လေးတလူပါပဲအတွေးတွေကိုထမ်းထားမယ်ဆိုရင်လည်းပဲစိတ်လေးတတ်ပါတယ်ဦးဇင်းတို့ဘုရားဘာသာရှုထောင့်အနာနဲ့ပဲကိုလုံးမိခဲ့တဲ့အကုသိုလ်အလုပ်တွေပြန်တွေးမိမယ်ဆိုရင်အကုသိုလ်တွေထပ်ခါဖြစ်နေတတ်ပါတယ်အကုသိုလ်အတွေးမျိုးတွေဆိုတာကထပ်ခါပြီးတော့ရမယ့်အရာတွေမဟုတ်ဘူးအကယ်၍တွေးမိတယ်ဆိုရင်လည်းပဲကုသိုလ်ဖြစ်အောင်တွေးတတ်ဖို့လိုရတယ်ဒီလိုအပြုမှုဒီလိုအပြောဆိုဒီလိုအကုသိုလ်မျိုးကိုနောက်မဖြစ်အောင်အိမ်မဲဆိုတဲ့တွေးမျိုးကိုတွေးသင့်ပါတယ်အကောင်းဆုံးကတော့တွေးမယ်ဆိုရင်မိမိပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအဆုစုကိုပြန်မြင်အောင်ကြည့်ပြီးတွေးပါကုသိုလ်ထက်ခါဖြစ်ပွားနေပါလိမ့်မယ်အဲကြောင့်မိမိတို့ရဲ့ဝမ်းနည်းမှုစိတ်ဆင်းရဲမှုဒုက္ခဖြစ်မှုနာကြီးစရာတွေကိုအချိန်ကြာထားမထားပါနဲ့လွတ်ချလိုက်ပါ
အတိတ်ကိုလည်းပြန်မသွားချင်ပါနဲ့အနာဂတ်ကိုလည်းမတောင်းတပါနဲ့ပစ္စုပန်၌သာမိမိလုပ်เสียရှိတာကိုအာရုံစိုက်ပြီးသတိတရားဖြင့်နေထိုင်ခြင်းတွေသာအကျိုးရှိတဲ့နေထိုင်ခြင်းဖြစ်ပါတယ်ဒီတရားဓမ္မစာစုလေးကိုအလောင်းနဲ့အဆုံးသတ်ပါရစေဓမ္မအသည့်ဖြင့်ပစ္စုပန်ဘဝလမ်းကြီးကိုပေါ်ပါစွာရှောင်လန်းနိုင်ကြပါစေဓမ္မသစ္စာ22 ရက် 2 လ 2026